အားလုံးပဲမင်္ဂလာပါ Microsoft Word ကိုအသုံးပြုနေသူတွေအတွက် set test source ဆိုတဲ့တက်ဆက်တဲ့တတ်မှတ်တဲ့နည်းလမ်းလေးကိုပြန်လည်မျှဝေချင်ပါတယ်။ဒါဆိုရင်တက်ဆက်တင်လို့ပြောလိုက်ပြီးဆိုရင်သူ့ကိုဘယ်လိုနေရာတွေမှာသုံးတာလဲ။သုံးတဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်။ဒီကနေ့မှာတော့ကျွန်မကဒီနေရာလေးမှာသုံးပြမယ်။ For example ပေါ့နော်။ဒီမှာဆိုရင် menu list လေးဒါက Microsoft Word ထဲမှာရေးထားတာနော်။ပုံလေးတွေထည့်မယ်၊စာလေးတွေထည့်မယ် background ချင်းလိုက်အောင်မယ်။ဒါပေမဲ့ဒီနေရာမှာဘာလေးသုံးတာလဲဆိုရင်ဒီနေရာလေးတွေပါ။ main course တို့ဒီ appetizer တို့ drinks တို့အောက်ဘက်ကိုကြည့်လိုက်နော်စကားလုံးလေးတွေကပဲဒီကိုလက်ရှိဒီမှာအမျိုးမျိုးလေးတွေကပဲပဲညီမယ်ကိန်းကနန်းလေးတွေကညာဘက်ညီမယ်အလယ်မှာ dotted line လေးတွေထည့်မယ်ဟုတ်ပြီနော်ဒါဆိုအဲ့ဒါလေးတွေကိုလုပ်ကြည့်ရအောင်အရင်ဦးဆုံးစာလေးရိုက်မယ်ခေါင်းစဉ်လေးရိုက်ထားလိုက်ပါပုံလေးထည့်ထားလိုက်ပါဒီတိုင်းတက်ဆက်တင်တတ်မှတ်မယ်တက်ဆက်တင်တတ်မှတ်တဲ့အခါကျလို့ရှိရင်အပေါ်က view တက် show group တွေက ruler မှာ tick လုပ်ခဲ့နော်ဒါမှသာနေမယ်ဒီပေါ်က horizontal ruler လေးနဲ့ vertical ruler လေးကိုတွေ့ရမယ်တက်ဆက်တင်တတ်မှတ်တဲ့အခါမှာဒီ period နှစ်ခုစုံနဲ့ဒီဘက်ထိပ်ကလေးကိုကြတော့ဒီတက်ဆက်တင် box လို့ခေါ်တယ်ဒီနေရာမှာလည်းပဲတက်ဆက်တင်တတ်မှတ်လို့ရတယ်ဒါပေမဲ့ဒီကနေမတတ်မှတ်ဘူးနော်အပေါ်က home တက်မှာနဲ့ paragraph တွေကဒီမှာနော် paragraph dialog box လမ်းစာမှာနဲ့ text မှာနဲ့သူ့ original ရှိပြီးသား data တွေတကယ်လို့ရှိခဲ့ရဆိုလို့ရှိရင်အားလုံး clear on နဲ့ဖြတ်လိုက်ပြီး okay နဲ့ထွက်ကြည့်မရှိတော့ဘူးနော်ကိုယ့်အသစ်တတ်မှတ်မှာဖြစ်တဲ့အတွက်ကိုနော်နမူနာပြတာဒီမှာ test မှာနေဒါဆိုစပြီစာစားအိမ်မဲ့နေရာကိုဒီမှာနှစ်လက်မကနေစပြီးရိုက်ပြမယ်နော်တက်ကြီးတက်နှစ်လက်မနေရိုက်လေးရတယ်ခုလိုတင်မှာတက်လက်မကွယ်ဒီပေါ်ရူလာကိုကြည့်လိုက်ရူလာမှာကိုထားခြင်းနဲ့တက်ဆက်တင်ကိုထားပေးပါနော် for example ဒီမှာတိုးလို့ရိုက်မယ်ဒီနေရာမှာ default test တော့ကပြင်စရာမလိုဘူးသူ့ရဲ့အောက်ဘက်က alignment ကိုကြည့်ဘယ်ညီချင်တာညာညီချင်တာရတယ်ပြင်leader အဆက်ကလေးမထည့်ချင်ရတယ်ထည့်ချင်လည်းရဒီမှာတော့ဘာမှမထည့်တော့စက်မှာနေဒါစာရိုက်ဖို့ပဲနှစ်လက်မနဲ့စာရိုက်တာဘယ်လောက်ထိလဲဆိုရင်သုံးလက်မကွယ်ဒီစာရိုက်ခြင်းသုံးဖို့လည်းလေးလက်မတွေရိုက်လို့ရတယ်ဟုတ်ပြီနော်ဒီမှာတော့ပေါ်လို့ရိုက်လိုက်မယ်လေးလက်မနဲ့ထားမယ်အဲ့လိုပဲလေးလက်မကိုလည်းပဲ alignment မပြင်ဘူး leader မပြင်ဘူး set ဒီနှစ်ခုရဲ့ကြားကွာဝေးပြင်ပြီးပါလေးလက်မကနေပြီးတော့6လက်မအထိ6လက်မအထိကဘာလုပ်မလဲဆိုရင် dotted line ထားမယ်နောက်ဆုံး6လို့ရိုက်နော်ကိုကနောက်ဆုံးသတ်မှတ်ခြင်းနဲ့ပြန်ဖို့ရိုက်တယ်ပြီးရင် alignment ပြင်စရာမလိုဘူးပြီးတာပြင်မယ်အဲကြောင့်လဲဆိုရင် dotted line ထဲမှာဖြစ်တဲ့အတွက်2ကိုနေမယ် set မှာနေနောက်ဆုံးတစ်ခုက9မှာထားမယ်နော်ဘာကြောင့်လဲဆိုရင် amount ကိုတက်ဖို့ထည့်ရမယ်နော်7ကိုရိုက်လိုက်မယ် okay ရိုက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုညာဘက်ညီစီခြင်းမှာဖြစ်တဲ့အတွက် alignment မှာ right လို့ထားပြီးပါ right လို့ထားပြီးသွားရင်ဒီကတတ်မှတ်စံလို့ set မှာနေ okay နဲ့ထွက်ဒါဆိုရင်1 2 3 4သူ့ကိုလည်းပြန်ဆွဲပြင်လို့ရတယ်နော်တကယ်လို့ကိုကဒီတန်ဖိုးလေးတည်းမကြိုက်ဘူးဆိုရင်ရတယ်ကိုလိုချင်တဲ့နေရာကိုဒီ PM ဘောကနေဆွဲရွှေ့သွားရုံနဲ့အားသာချက်ကဟုတ်ပြီနော်ဆွဲရွှေ့သွားရုံနဲ့ဒါဆိုရမယ်နော်ဒီမှာနော်ရွှေ့တာနော်အောက်ကိုဆွဲလိုက်လို့ရှိရင်တော့ပြုတ်ထွက်သွားလိမ့်မယ်ဒီဘုတ်ကတက်ကြီးနေတယ်ဒါဆိုရင်ခုနတတ်မှတ်ထားတဲ့နေရာကိုရမယ်ဒါဆိုကိုယ်ဆိုင်မှာဘာတွေရောင်းနေလဲအဲရောင်းတဲ့ data လေးတွေကိုဘာလုပ်မလဲစီလိုက်တယ်ပြီး space မချနဲ့တက်ကြီးဟုတ်ပြီနော် space မချနဲ့နော် space ချလိုက်ပြီလေဆိုရင်တော့အမှားထွက်လာလိမ့်မယ်တက်ကြီးနော်တက်ကြီးပဲနော်ဒီတိုင်းနောက်တက်ကြီးလေးနဲ့တန်ဖိုးငွေရိုက်တယ်မယ်ကိုတတ်မှတ်ခြင်းနဲ့တန်ဖိုးရိုက်တယ်အန္တာခတက်ကြီးနေမယ်ဟုတ်ပြီနော်တက်ကြီးနေမယ်တက်ကြီးနေမယ်တက်ကြီးနေမယ်တန်ဖိုးငွေထည့်မယ် space ချမယ်ကိုလိုချင်တာအဲဆိုရင်တန်ဖိုးငွေနဲ့ဒီနေရာမှာ120ဒီမှာကြည့်တန်ဖိုးဘလောက်များညာဘက်ကနေရေးသွားမှာပဲအဲကြောင့်လဲဆိုရင်ဒီအပေါ်က align left ကြ align left ဒီမှာကျတော့ left ဆိုရင်ပဲနေတယ်ဒီမှာကျတော့ align right ဆိုတော့ညာဘက်နေရပေါ့နော်ဒါလေးပါပဲဒါမယ်နော်အဲဆိုလို့ရှိရင်ကျန်တဲ့အားလေးရိုက်ကြည့်ကြည့်ပါအပေါ်က title လေးထည့်တာကလည်းဒီမှာကျင်နော် insert tab ဒီတိုင်း text တွေက text box လေးဆွဲပြီးတော့ draw text box ကိုရွေးလိုက်တယ်ပြီးရင်ကိုထားခြင်းတဲ့နေရာလေးမှာ text box လေးဆွဲပြီးတော့ထားလိုက်တာပါလွယ်လွယ်လေးပါနော်ဒါဆိုရင်ကိုဘာတာကိုစိတ်တိုင်းကြတစ်ခုစီလောက်ဖန်ပြီးစီတာကြားမယ်လို့ပြောလဲပါတယ်ဟုတ်ပြီနော်အဲဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာပဲရလိုက်မယ်နော်ဒီဇိုင်းတွေပြင်တာကတော့ကိုစိတ်တိုင်းကြကိုလိုလိုပြင်လို့ရပါတယ်အဓိကဒီကနေ့ကတက်ဆက်တင်လေးအကြောင်းကိုပြပြပေးတာပါအားလုံးလည်းကျေးဇူးများတင်ပါတယ်